မြန်မာနိုင်ငံသားတွေငါမလုပ်ရဲတာဘာမှမရှိဘူးဆိုတာယုံကြပြီမလားငါအာဏာရဖို့ဆိုရင်တိုင်းပြည်ကိုအဝေးစီးပို့ဖို့ဝန်မလေးဘူးကွာမြို့မှာနေတဲ့ကောင်တွေကို KTV တွေဘားကလပ်တွေဇပွဲတွေနဲ့အာရုံလွှဲထားတယ်အဆင်ပြေတယ်မလားဘလို့လဲငါလက်ထက်မှာပြည်သူအလုံးတန်းတူညီမျှဖြစ်သွားတယ်မလားဒုက္ခတွေပြည်သူတွေဒုက္ခရောက်မှနိုင်ငံရေးစိတ်မဝင်စားမှာအဲ့ဒါဆိုငါအာဏာမြဲပြီလေငါအာဏာရှိမှငါသားသမီးတွေဘီလီယံနာသူထေးတွေဖြစ်မှာလေပြည်သူတွေဒုက္ခရောက်တာငါစိတ်မဝင်စားဘူးကွာမင်းတို့ပြည်သူတွေတော့ခွေးဖြစ်ဖြစ်ဘာဖြစ်ဖြစ်ကွာငါကသမတဖြစ်ဖို့ပဲအရေးကြီးတယ်ငါကကမ္ဘာမှာအရှက်မရှိဆုံးတတ္တဝါကောင်ပဲဘာတူလဲဆိုတာသိတယ်မလား